လေးတို့ရေဟိုးဒီတုန်းကဒုတိယကမ္ဘာစစ်ကြီးအတွင်းမှာစစ်မြေကြီးနဲ့အင်မတန်မှနီးကပ်ပြီးစစ်တမ်းကြောင့်တဲ့သူတွေကမသိပဲကြံခဲ့တဲ့သူတွေကြတော့တနတ်တန်းတွေဘုံစံတွေအမြောက်တန်းတွေကြောင့်နားစီကွဲပြီးတရွာလုံးနားဆိုင်နေကြတာပေါ့ဒါကြောင့်မို့လေဇလန်းလေးစားပြီးဖြစ်ပေါ်လာတာကတော့ကိုယ့်ရဲ့နှုတ်ခမ်းမွေးနဲ့ဇနီးချစ်သူတို့ရဲ့ထမင်းဝိုင်းကနေဒီဇလန်းလေးကိုစလိုက်ပါတယ်ရှင်တို့တရားရလည်းကောင်းအင်းပဲကောင်းကြော်မျိုးရလည်းကောင်းနပိလေးရလည်းကောင်းဆိုဒီနေ့တော့သမင်းသားတို့မိန်ကြီးမိန်ပါရေမိန်ကြီးဟာတော့လည်းတော့လဲပါမှာတောက်လို့လေဘာကြောင့်လဲကိုခေါ်နေတာလဲတောက်လို့ကစားရအောင်ဆိုနေမှာပဲအခါတော့သွားတော့လိုက်အဲ့လိုအကျဲပြုတ်နေတော်တော်ငါမိန်ပါကိုတစ်သက်လုံးမခွဲဘူးအကေအဲ့တော့မကြည့်တော့ဘူးရာကျိုးလုံးဝမကြည့်တော့ဘူးကျိုးတဲ့တရားစီကိုပါဗျာကျိုးတဲ့ကွယ်မပြီးရာဝေဝမအဲ့ထုံးတာတိုင်းခင်ဗျာမိုးရတာပဲဟလားရမခင်ဗျာဘာကိစ္စနဲ့လာတာတော့ဗျာကိုယ်ရကမ်းမွေကျုပ်ကျက်တဲ့ကောင်မွေးရတယ်ဗျာကျုပ်ကျက်ကိုကျုပ်ဘယ်တော့ဖြစ်လဲဆိုတာခဏလို့ကြည့်ပါရဲ့ဗျာကျုပ်ကအဲ့ဖြစ်တဲ့ကျက်ကိုလေမရှိတော့ဒီကောင်လေးခိုးသားသွားတယ်မရှိကျုပ်ကြည့်ရဲ့အဲ့ဒီကျုပ်ကျက်ကိုခိုးသားတဲ့ကောင်လေးကျုပ်ကြည့်ရဲ့ကျုပ်တို့တောင်းပိုင်းလာတဲ့ရဖြစ်ရတဲ့ဟိုမြောက်ပိုင်းသားတွေအဲ့ဒီမြောက်ပိုင်းသားတွေခိုးစားရတာပဲကိုယ်နဲ့ဆောင်ဝင်စဉ်းစားကြည့်တယ်ဗျာဒီပါလေတူနေတယ်ဆိုပေမဲ့ကျောင်းတော်မှာဒီကောင်ကအမြဲတမ်းပြဿနာရှာတာအဲ့တော့ကျောက်ချက်ကိုဒီမြောက်ပိုင်းသားတွေခိုးစားရတဲ့ကျောင်းကျင်းတော့ဘာပြောလဲဒီကောင်လေးကိုပတ်ထားမယ်ဟာခဏကျုံးနဲ့အဖော်လိုက်တဲ့ဩမင်းကိုယ်တိုင်နေနေဟဲ့လားဟင်မင်းကိုယ်တိုင်မျက်မြင်သက်သေရှိမှာတော့မင်းငါဘာမကျဲပြာရှိတယ်လေကွာဟဲ့ကောင်လေဟဲ့တော့မှပွက်တယ်ခဏလေးကျုံးနဲ့ပတ်ထားမယ်ပွက်တယ်နော်ဒီရောက်ပိုင်းသားတွေကိုလုံးဝမကျင်ဘူးခဏကျုံးနဲ့ပတ်ထားတယ်ရုပ်ဆိုမင်းကိုယ်တိုင်နေဆိုမှတော့ဟဲ့ကောင်မျက်မြင်သက်သေရှိမှာတော့ငါဘာမှမကျဲပြာအကြောင်းကြီးတွေ့ကြပေးတာပေါ့ကွာဟင်တွေ့ကြပေးတာပေါ့ဟာဘာလဲကျုပ်ဟဲ့တို့ကြောက်တဲ့ခါအမိုက်မလာတာငါနွားလားဟင်တဝင်းရင်ရတယ်နာမခန့်တော့မှငါကြားတာဒါတော့မှဟိုအမှုသမားပြောလို့ငါသိရတာရွာတော့အခြေပိုင်းကဖိုးဆောင်နဲ့နေနဲ့လေဒီကောင်ရိုးကိုဘေးမှာတမင်းမျိုးချဒီငယ်နေတာကိုသူ့ကိုယ်တိုင်နေနေတဲ့ဟင်သူ့ကိုယ်တိုင်နေနေအပေါ်မှာငါမကောင်းနေသိတာနေအပေါ်မှာငါဘလောက်ကောင်းတယ်ဆိုတာနေသိပါတယ်နေသိရနော်ဒီကိုလည်းငွေအဝေးအစား
နော်လူလိုအထင်နဲ့နေအောင်ငါနဲ့အပေါ်မှာငါတလောက်ကောင်းလာပါတလောက်ကောင်းတဲ့ယောက်ျားပါယောက်ျားလုပ်တဲ့သူကလဲထဲမှာငေါ်တချင်းနဲ့တကုတ်ကုတ်နဲ့ကြိုးစားပြီးအလုပ်ကိုလုပ်ရုံးကန်နေရတဲ့အချိန်မှာနေရနေမအားညာမအားနေနေရသလားနေနေရသလား你跑，你跑，我来这个不见俺家的了。叫你，这不是喽？这回跑的我嘛，靠不ไป呀吧？不是，这回跑的不是靠不ไป呀吧？不，这不是靠呀喽？照顾不住，可能在哪能挂了头？哎呀，不什么，俺们帮俺暖不住，你给啥子？你非没什么关门，关心门啥嘞？这娃娃老娘嘞，这娃娃嘛靠不了兄弟哈嘞，真就来走。等我抢钱去我，你这是两本拿牌，快点来！这娃这娃你们没上去吗？我这不怎么快来着了吗？哎呀，这老爷来干嘛的？你看那零零的的，你看一笔左笔两样，哦，你这边呢，你们这边嘛，俺这边，你们讲俺这边，你看你，公啊，还没啥来的哇，这你那俺有没好把握？不确定你不想过来，为啥对人说了？好把你好，而且他妈我买了看得这样的，我这么真的不，收到你没有？收到我来拿来的，我买我真的不，咱们早上我看不到。你也不要去嘛，光着光那心没知道，你也不晓得是啦，你也晓得不？叫你呢，你还今年对嘛？你叫你的啦，没有，俺我都不不见过没了。ပေါင်းတဲ့တက်ပါမယ်ဖြည်းဖြည်းတွေ့မှာပေါ့ဟာ 我进来。哎妈他，多云文嘛，他们你那面的对着面不，啊，搞拢不要来的，咱嘛都来怎么的，白昂脚里面滴，单单爷爷开的，人也是说最多他们你那面新家来做的。现在来说，跟我这后面什么，跟我什么拖着，什么跟那暖毛裤吧，跟那暖毛裤，没完本了。爷，叫我真的搞不下来，这不是火山的叫我，整天了，火山买哪里票？都是没得地方的，就叫火山了就在地方里看嘞，我现在看不到就可以了，地方叫人们看人物的，就这样的在看人是咯，怎么样？就那些水平火了就叫我看来了火山了，不要，就这么来说。没那怕耶。你那怕喽，你我不想靠边不住来着啊！你那怕看到了，这个我的谁家了呗哩？让你快点也怎么问啊？周有长，我同你来抓老姐，你周有长，你怎么花的在哪里？都这样话了没？没那怕耶，都这样话了没？都不给帮助。你弄那边的话哩，照顾下去的。俺老俺没了我哈，这几样俺老陪我做，俺啥管俺还他的呢？我要陪我那的，现在呀，咱不会被东西家，那不会做嘛？那，你要咋ပြော的？那我怎么不来路？嘿，没嘛ပြော的，有钱就咱这个没别来路吧？你们没路里面就没他我，俺我这几样，我的你陪我嘛。我就去看他的，我去表演队，我没给他的，这几十个来了，我不就是俺们拿不上来，有呀，就这火灾搞的，没进来不呀，搞的就上来，没进来不，还好，我吧，对吧？没有，咱我不了心，把他们开来，好了，没有，我他妈没有把他们开来呢，如果陪我也别多嘛人了，我这个没个，因为我一点毛头的，家人俺都不认的，你妈的吧？
မင်းတို့ဆွဲတာတွေလွန်လုံးနေပြီနော်မျိုးရိုးကုန်ဇာတိကုန်အကျင့်သိက္ခာကိုစော်ကားလို့ကတော့ငါလုံးဝလက်သက်မခံနိုင်ဘူးဆက်ပြီးပါငါသမီးလေးကမြင်းနဲ့မညာရင်တော့အပြိုစစ်နဲ့ရေတောင်းမရောဘူးဟင်အခုမှတလေဝါမုတ်ထိုးပါရဲ့လို့အဲ့ဒီတည်းကဘယ်သူကပြောတာလဲမမေအဲ့ဒီတည်းကဘယ်သူကပြောတာလဲသူကတော့တေးရော်ရဲကချင်းရပဲဗျဒီလိုတယောက်ကျက်တရားခေါ်တာမကြိုက်ဘူးမင်းကငါတို့မိသားစုအကြောင်းဘယ်လောက်ပြီးတော့ဝင်ပြီးတော့ပြောပြရတာလဲမင်းကလည်းငါသမီးကိုမင်းကိုနမရှိုးပိတ်ငါတို့နေများထိလိုက်တယ်လို့ထိနေရလားယောက်ျားခုမပြောအောင်လားတော့ပြောမယ်ဝင်ပြောမယ်မလေးဒီတိုင်းနဲ့ဆိုရင်ကျုပ်တို့မိသားစုသူများသတွေးဘွက်ထဲမှာပြည့်တဲ့ပြောပါလိမ့်တာဘာလဲမင်းကသူတို့နဲ့ရောပြီးတော့တိုးတင်းလိုက်ရငါမယ်ဟာလားမကားနိုင်ဘူးကွာမကားနိုင်ဘူးဟမ်ကြောက်နေဟာလေမင်းတို့ကငါမိမကိုလာပြီးတော့ဒီရသူမိမပြောတဲ့စကားဆိုရင်နားထောင်နေဆုံးတော့မင်းတို့ကငါမိမကိုလာပြီးတော့ဝိုင်းပြီးပြောခိုင်းတာလားဟဲ့မင်းတို့မှတ်ထားဖို့ကလေမိမဩဇာခံမိမစကားကိုနာခံတဲ့ယောက်ျားတွေမှာငါမပါဘူးကွာငါမပါဘူးငါတော့ပတ်တာကျုပ်ပါတော့ဗျာခင်ဗျာဒီအကျင့်ပြတဲ့မိမလင်ငယ်နေမှသိရတာနဲ့တော့ကျုပ်နွားအပြစ်မခံနိုင်ဘူးဗျာကျုပ်မပါဘူးဗျာကျွန်တော်မလီနိုအဲ့ဒီလင်ငယ်နေတဲ့ကောင်တွေ့ရင်ထိုးဒီမှာကျွန်တော်ခေါ်ရကောင်ပြည့်ပြည့်ဟဲ့ဒီလက်ဝဲဝဲသွင်းပြီဆိုတော့ကွာဘယ်တော့မှရောကိစ္စကွာဘယ်တော့မှရောကိစ္စငါတို့ဓမိတ်လည်းမကောင်းဘူးအတိတ်လည်းမကောင်းဘူးကြားစီပါရကွာဒီကိစ္စကိုတကြီးသွားရှင်းခိုင်းတာအကောင်းဆုံးပဲတကြီးအိတ်သွားမယ်မင်းတို့ကောင်းလိုက်ခဲ့လာသွားမယ်ဟဲ့သူလေးသိတဲ့နောက်လိုက်တဲ့ကောင်မဟုတ်ပါသူလေးသိတဲ့ကြိုက်တဲ့ကောင်မနေပါလိုက်ခဲ့လာနေပါလိုက်ခဲ့လာနေပါလိုက်ခဲ့မင်းမလိုက်ခဲ့တကြီးမင်းကကျုပ်ကိုပွဲအောင်ပွဲကျုပ်ဖြစ်ဖျားပွဲဆိုခန့်ထားလို့ကျုပ်ကဖျားပွဲပါဇက်ပွဲသွင်းမယ်လို့စီးနေထားတာဟောကျုပ်သမီးနဲ့ကျုပ်သမက်တရားကြီးသမက်ကလက်ပွဲပွဲသွင်းမယ်လက်ပွဲပွဲသွင်းမယ်တဲ့ဟောသမီးလောက်တဲ့သူကလည်းရုပ်ရှင်ဓာတ်ရှင်ငါးပါတဲ့ဟောဒီမိမပါဝင်ပြီးတော့သူနဲ့စိတ်နဲ့ထဲရမယ်တဲ့သူနဲ့စိတ်နဲ့ထဲရမယ်တဲ့သူနဲ့စိတ်နဲ့ကိုငါးပါတဲ့ကျုပ်ကမငါးဘူးလို့ပြောတော့ဟောမူလမလေးမငါးလို့ချင်းသက်မထဲဘူးတဲ့တကြီးမင်းသက်မထဲဘူးတဲ့ဒါတကြီးမင်းဒီအမူလမမဆာမထဲတာနဲ့ကျုပ်တို့ရောဖျားဖို့ရပြတ်သွားမှာလားဟမ်ပြတ်သွားမှာလားဒီကောင်ကိုကျုပ်လှုပ်ချင်နေပြီတကြီးမင်းရဲ့တူဖြစ်နေလို့ကျုပ်သိချင်းခါနေတာတကြီးမင်းကကျုပ်ကိုအမွေပေးလိုက်တယ်ဟောဒီကောင်ကိုစိတ်စိတ်ကြည့်ကြည့်အောင်ကျုပ်တပည့်ကိုတိုက်ခိုင်းပြီမာရီဒီကောင်ခိုင်းနေတာကဲနောက်ပြောနောက်ပြောဒီလိုပါတကြီးဒီလိုလင်းငယ်နေမှသိတဲ့မိမဘူးကျွန်တော်ငါအပြစ်မခံနိုင်ဘူးခင်ဗျကျွန်တော်မပေါင်းနိုင်ဘူးခင်ဗျအဲ့ဒါမပေါင်းနိုင်လို့သူ့မိဘချင်းပါလာပြီးကျွန်တော်ကကွာချင်းမယ်လို့ပြောတာအဲ့ဒါမရဘူးလို့ဆိုတဲ့ဒီစီကိုခေါ်လာတာခင်ဗျကျွန်တော်မပေါင်းနိုင်ဘူးကျွန်တော်မအားတော့ဘူးဗျထိုင်နေစမ်းမင်းထိုင်နေဟေးနောက်တော့ပြောတော့တရားမင်းသမီးပါတကြီးရဲ့တရားမင်းကြမ်းနေပါကျုပ်ကမတော်ကျုပ်မခိုးရပါဘူးတော့ကျုပ်မခိုးရပါဘူးကျုပ်ဘာနဲ့လက်နဲ့ရှိပါတယ်တော့ကျုပ်ကလေကျုပ်ကိုသိချစ်တာတကြီးရဲ့တော့ဖြစ်တယ်ဆိုရင်လေကျုပ်အသားရနာမှာဆိုလို့မိသားလေးနဲ့ဆိုင်ဖို့မပြောနဲ့ဟောဒီပစလေးနဲ့နေတန်းမရပါဘူးတကြီးရဲ့အဲ့ဒါသိချစ်တာပါအခုလည်းမရတာကျုပ်ကိုလေသူ့အသက်နွားတက်ပါပဲတကြီးရဲ့ကျုပ်ကိုသိချလိုက်တော့အဲ့ဒါအားရလေဒီအချက်သမားတော့ပြရတာအဲ့ဒီအချက်သမားတော့ပြရတာတကြီးရဲ့သူရောက်မလာခဲ့ရဆိုရင်ကျုပ်တို့လည်းများထမင်းစားနေကြတာသိလားအခုကလည်းသူရောက်လာမှသူယောက်ျားကျုပ်ကိုချလိုက်တာဒီလိုလည်းမရပါတော့မတည်းကလည်းလာမရပါတော့တကြီးရဲ့အဲ့ဒါသူကြောက်ဖြစ်တာဒီတော့ပြောပါရီထိုင်နေတော့ပါဟမ်ခိုင်တော့ခါပြောတကြီးကျုပ်တို့မျိုးရိုးမှာဒါမျိုးမရှိပါဘူးတော့ကျုပ်တို့လင်မယားလည်းလေလူကြီးကြမ်းနေအဲ့လိုမကောင်းတဲ့အလုပ်မျိုးတွေမလုပ်ပါဘူးတော့ကျုပ်ကြည်ရုံးဆိုပြောရဲပါလေတော့ကျုပ်သမီးလေးကလေသူနဲ့မညာခင်တော့အပြိုစစ်ပါအဲ့ဒါကိုခေါင်းကိုအရက်သမားကဘယ်ကနေဘယ်လိုသတိနေရလာတယ်မသိပါဘူးကျုပ်သမီးလေးကိုတနေ့ကမဟုတ်ဘူးမှာတဲ့
ကျုံတော့အဲ့ဒီရက်သမားကိုမတင်တတ်ဘူးတကြီးမျက်နှာကိုထောက်နေလို့တကြီးရဲ့တူသားနဲ့ဖြစ်နေလို့လုံးမလို့တော့အဲ့ဒီအကြောင်းကြောက်ကောင်းကောင်းသိသွားပြီကျုပ်လေသူများရဲ့သတွေးဘက်ထဲမှာပတ်တဲ့အမျိုးမခံနိုင်ဘူးတော်ရဲ့အမျိုးနဲ့ရတယ်ဘုရားမကြီးရတယ်ဘုရားဟင်သူကမှရောပြီးတော့သူသိစိတ်တယ်လို့သာပါလို့ပြောနေတာသူသိစိတ်တယ်ကိုချိန်တယ်တော်ကြတော့ဟေးပြောဟေးကမင်းပြောပြောတာဘယ်လိုကျွန်တော်ကောင်မူရဲ့ဘယ်ကျွန်တော်မူရဲ့တောက်ရဲ့ရွာထဲမှာတစ်သေးတွေအော်ဆိုတယ်ဒါပေမဲ့သိချင်တယ်ကျွန်တော်ရှိတယ်ကျွန်တော်ချစ်တဲ့ကျုပ်ကိုတော်ဝဲရရဲ့ကိုစားဝဲအဲ့ဒီကောင်ကိုကျုံမကျင်လာဘူးဘာလဲအဲ့ဒါကိုကျုံကနှခမ်းမိုးကိုချမယ်လို့ကိုကြီးတော့နှခမ်းမိုးကမချရဘူးလေဘာလဲအဲ့ဒီကောင်ကိုအရေးကူပဲလားကျုံမကျင်လာဘူးဗျာမကျင်ဘူးမျိုးကအစတွေကမပြောဘူးလားဒီအလောင်းစားကိုမလုပ်ပါနဲ့လို့ငါအတန်တန်တော့မင်းငါပြောနာမဆောက်ဘူးဝေလွယ်ရရင်လွယ်မင်းသုံးပြတယ်ငါဘာတို့ရဒီမှာတကြီးပဲဆိုပြီးတော့ငါအစိမ်ဝါတွေနဲ့နှခမ်းမွေးတို့လင်မယားစီကမင်းပတ်သက်ရှိတယ်ဖဲရိုက်တယ်ဆုံးသွားပြီကောင်းပြီနောက်တစ်ခါကျတော့တိမ်ကင်းတို့လင်မယားစီကမင်းပတ်သက်ရှိတယ်ကျက်လောင်းတယ်ဟာကျက်လဲဆုံးဝမင်းမပေးကြမရှိတော့ဘူးတက္ကနာတက်ပြီးအခုငါချီရောက်လာပြီအဲ့ဒါဘယ်လိုလုပ်မလဲကွာကျက်ကနှစ်ကောင်ဘာလို့ရဲ့နှစ်ကောင်ဖြစ်ကောင်ဝေ2000ဆိုတာလွယ်တယ်မှတ်လို့လားဒီလိုကောင်မျိုး10နှစ်ရှာလို့မရဘူးနားလေလားတကြီးကျုပ်သမီးလေးရလေနှခမ်းမွေးတစ်ယောက်ဆဲကိုပဲယူခဲ့တော့ပါတော့မင်းွေ1000မဆုံးဘူးလို့ပြောနေတယ်ပြန်ရစေရမယ်တကြီးရဲ့ကျုပ်မဖုံးတော့လေတောက်ရင်ပြောင်းနားလေအောင်သိကြပါဘူးလေတော့မဖုံးတော့ပါဘူးဟဲ့နင်တို့လင်မယားနှစ်ယောက်ပတ်စံပြန်ပေးမယ်လေရပြီတော့မလားဒီလိုလင်းနေနေမှန်းသိရနေတော့ဒီမိမကိုကျွန်တော်မပေါင်းနိုင်ဘူးဗျာကျွန်တော်နွားပြမခံနိုင်ဘူးဗျာကျွန်တော်နွားပြမပေါင်းနိုင်ဘူးဟဲ့ကောင်ငါဒီရွာကိုအုပ်ချုပ်နေတဲ့တကြီးပါကွာဒီငွေတော့ငါသိခါကြခံမလားငါနာမည်ငါကိုယ်သိခါအထိကိမခံနိုင်ဘူးမင်းငွေမထုံးရအောင်ပြန်ရမယ်အဲ့ဒီတော့တကြီးမင်းကအပိန်ပေးတယ်ဆိုရင်ကျုပ်ကပွားသွင်းဖို့စီစဉ်ရုံပဲရှိတော့တာဗောဟဲ့ကောင်အားလုံးကိုပြန်ပေးမယ်လို့ငါပြောပြီးပြီလေဘာလဲကြောကျဲနေတော့တိတ်တော့ဒီကိစ္စမင်းကြောင့်ဖြစ်ရတာအဲ့ဒီတော့မင်းပိုင်တဲ့လက်ဆယ်ဧကကိုရောနှခမ်းမိုးတို့လင်မယားကို1000ပေးလိုက်တင်ညို့တို့လင်မယား1000ထကိုတဲ့ဝင်ငါစီအထနားလေလားကဲငါရှိပြီလားအားလုံးတင်တတ်ကြတယ်မဟုတ်လားကျွန်တော်လည်းမိတော့ဖတ်ရင်သာသမီပါတကြီးရဲ့သူကဒီလိုစကြကြောင်ကြနောက်တမှမသိလို့ပါတကြီးကအခုလိုရှင်းပြတော့လဲကျွန်တော်သဘောပေါက်ပါလေခင်ဗျာကျွန်တော်တကြီးကိုလည်းတကြီးကြည့်ပါတယ်ကျွန်တော်မိမကိုကျွန်တော်ပြန်ပေါင်းပါမယ်ခင်ဗျာနော်နောက်ပြီးတော့အဖေကအမေကိုလည်းလေကျွန်တော်တကြီးကြည့်ပါတယ်ကျွန်တော်မိမကိုကျွန်တော်ပြန်ပေါင်းပါမယ်ခင်ဗျာကျွန်တော်ပြန်ပေါင်းပါမယ်ခင်ဗျာမပြောဘူးလားကျုပ်မလေးကသူတော်ကောင်းလေးပါလို့ဟိုကောင်ကြားလေဝင်လို့အခုလိုဖြစ်ရတာဘာပဲဖြစ်ဖြစ်လေကျုပ်သမက်လေးအမြင်ကြီးထားပဲမလေးဟဲ့လူတိုင်းကိုဆုံးတဲ့ငွေပြန်ရရင်ကျင်းနာကြတာကြီးဘာမှလည်းပြောကြမလို့ဘူးအဲ့ဒါငါသိတယ်မလေးဝမ်းလိုက်တာတကြီးရဲ့တကြီးကျင်းမှာပဲကျင်းသွားတယ်သိလားသိတော့ကြာလေကျုပ်ကိုတခိုးလို့မဟုတ်ဘူးထင်သိတာပဲလေဒီနဲ့ကျင်းနောက်ကျုပ်ကိုအဲ့လိုမဆိုင်ပါဘူးနော်အခုလိုအားလုံးကတကြီးတကျွတ်တဲ့သဘောတူတယ်ဆိုရင်တော့ကျုပ်ကပွားသေးဖို့စီစဉ်လို့မရှိတော့တာဘောတကြီးဘာမှဘူးတွေပါနဲ့ကွာမင်းတို့လင်မယားနှစ်ယောက်ပတ်စာကိုပြန်ပေးမယ်ဗျာဘာလဲကျွန်တော်ကျက်နှကောင်အသားပြန်သွင်းမယ်ဟာကျေးဇူးတင်ရတာပါလို့ရဲ့ကျွန်တော်ကျက်တယ်ရကျင်တော့ပြီဘာလို့ကျေးဇူးတင်ရတာဟေးမင်းတို့ငါရှင်းမှာအခုလိုတစ္ဆာဆိုလို့ငါမယုံဘူးဖယားရှင်းမှာတစ္ဆာဆိုရမယ်တစ္ဆာကြီးစောက်ရမယ်မင်းကလည်းနောက်ဒီအလောင်းစားမလုပ်တော့ပါဘူးလို့မင်းကခရစ်ခါမင်းတို့ကလည်းနောက်ကိုဘယ်တော့မှဝင်မချီးနဲ့တစ္ဆာကြီးတော့မယ်လေဦးငါတောက်တော်ကြီးတော့လေဦးမယ်ကျုပ်ကျက်နှကောင်ပြန်ရတော့မယ်တော်တော်လေးပါဘုရားပါရကျုပ်ကျက်နှကောင်ပြန်ပေးမယ်ဟောတော့ဟာအိုးဝတ်သွားနေကွာဟာရအားလုံး
လောက်ချီလေလောက်ချီငါရှက်တိုင်နေတယ်နောက်နောင်တွေအာပါတယ်ဘယ်သောခါမှသိခေနာသာအလောင်းစားလုပ်ကိုသိသာတိရာမလုပ်တော့ပါဟုသမာယာသာမိဘုရားရှိတွေလောကတတဝါသစ္စာဂတိပြုဤရန်ရေခတိုက်တယ်ပါသည်ရေပါသည်ဘုလောကထောထာမြတ်စွာဘုရားအာမဗန္ဒေပါ၏ဘုရားမင်္ဂလာပွဲသို့ကြွရောက်လာကြအဲ့ပရိသတ်တော်လူကြီးပဲလူကြီးမဲအပေါင်းတို့ဒီကနေ့ဒီအချိန်ဟာဆိုရင်ဟာဆိုရင်ဖြင့်အမတန်မှထူးမြတ်တဲ့နေဒူးနေမြဖြစ်ပါလေနော်သမီးနာထွင်ကြည့်ပါဒီဘဝတင်လောကချမ်းသာကိုသဘောကျမှန်းကအဟုတ်ကြလို့ဒီလိုရင်တော့တော့ဧကပုဒ္ဓမနုရခေတူကြီးတော်သားတူကြီးတော်သမီးတို့ကိုဖြစ်စူလျာရစ်ပန်အာဝဟဝိဝလက်ထမင်္ဂလာစီးနေတဲ့ကိုယ်အချိန်ခါကြပါပြီလောဟာသောကြောင့်မင်္ဂလာသတို့သားကိုအောနဲ့သတို့သမီးမသိန်းတပည့်တို့သိနေမောတို့ကြွဟာရန်ထိုက်ကြအပါလိခမညာအလဲကြတေးထန်ရှင်မပြီးဆိုဖြောပြမမှုတေးထန်ရှင်စင်မြင့်မော်တို့ကြွပါရန်ဖိတ်ကြအပါတော့ခဏဒီပါဒီမှာမိုက်ကမိုက်ကအဲ့ဒါနဲ့ဆိုဟုတ်တယ်အဲ့တော့မိုက်ဖွင့်တာဖွင့်တာတို့သမီးနဲ့တို့ကဘုကကနော်ခင်ဗျမမြင်ဘူးတို့ကျွန်တော်မျက်စိကမမြင်ဘူးကြာကျွန်တော်မှန်းပြီးတော့ဒီလိုပြောတာပါခင်ဗျမှန်ဟုတ်ကဲ့ဟုတ်တို့သမီးကတော့တော်တော်ချောပါလေဗျာမြင်လည်းမမြင်ရပဲနဲ့ကျွန်တော်မှန်းပြီးတော့ပြောတာပါခင်ဗျတို့သမီးလည်းမှန်းတာတို့ကတော့တော်တော်မဲတူပြီးတတ်ပတ်လမ်းနေတာပဲနော်ခိုးလိုက်တဲ့ရုပ်ရမမြင်ဘူးဆိုကျွန်တော်မှန်းပြီးတော့ကျွန်တော်ပြောတာပါခင်ဗျာတို့ကလည်းမှန်းတာဟုတ်တယ်ကျွန်တော်အတိအကျတော့ကျွန်တော်ကြော်ပြမှုအတိအကျပါခင်ဗျာဟုတ်ကဲ့ကြော်ပြပါခင်ဗျာအဲ့ဒါတို့သားပြောတာနော်ဟုတ်ပါကျွန်တော်မှန်းပြီးတော့ပြောတာပါခင်ဗျာမှန်ပါတော့ကြောက်တာဟုတ်ကဲ့ကျွန်တော်ကြော်ပြမှုအတိအကျပါကျွန်တော်တခင်တပုတ်ပြောမှာဟုတ်ကဲ့ဘာဖြစ်လို့အော်ရလဲဗျာမခံနိုင်ဘူးအော်အဲ့ဒါတို့သားပြောတာလားယင်ဟုတ်တယ်တို့သားပြောတာဟုတ်ကဲ့ကျွန်တော်ဒီမှန်းပြီးတော့ပြော
တာပါခင်ဗျာဟုတ်ကဲ့ဟုတ်သူတို့သိပြောနေကြပါလားနေရတော့လေမကြည့်ပါကွယ်ရတော့လေဒီတောင်းစားနေဘာလို့ဒီကြတာလဲဟုတ်သူတနောဖုန်းမလို့လိုက်မဟုတ်ပါဘူးဘယ်လိုလို့ကျွန်တော်မငြင်းခင်ဗျာကျွန်တော်မှန်းပြီးတော့ပြောတယ်မင်းမနာကုန်တဲ့ဟုတ်ကဲ့ကျွန်တော်မှန်းပြောလို့ဖို့ကျွန်တော်ဘာမှမမြင်ရဘူးဒါကျွန်တော်မျက်မှန်ဟုတ်ပါဖို့ပါနေရတော့လေမကြည့်ပါကွယ်ငါတော့လေဒီတောင်းစားနေတယ်လာကြမယ်ကျွန်တော်သူထိုးမလို့လားခင်ဗျာကျွန်တော်ထိုးမလို့လားဟုတ်ပါဘူးသူချမလို့ဟုတ်တာကျွန်တော်မမြင်ဘူးကျွန်တော်မှန်းပြောနေတာပါခေါင်းတော့မှန်းနေလို့လားနေကျွန်တော်လည်းမကြည့်ပါခွင့်ကျွန်တော်လည်းဒီတောင်းစားနေတယ်ဘုံသူမြင်နေမမြင်နေအောင်ဆောင်းနေတယ်မမလေးမေးရဲ့ကျွန်တော်ကြီးသာဒီနွားနဲ့ညာပြီကွယ်ကျွန်တော်ထိုးမလို့လားသူချမလို့ချကြပါချွတ်ကြပါဝိကြပါချွတ်ကြပါချွတ်ပိုင်ဝေးရှိတော့ဝေးရမယ်ဝတ်ပိုင်ဝေးမရှိတော့ချွတ်ရမယ်ဝေးရမယ်ချွတ်ရမယ်ဝတ်ကြပါဘာလို့မလုပ်ပါချွတ်ကြပါဘာလို့ဖြစ်တာလဲမြို့ထဲလာကွာကျွန်တော်မကြည့်လားလို့ကျွန်တော်ဆိုနေတာခင်ဗျာကျွန်တော်ဆိုခြင်းတော့ဆိုမယ်ဗျာဘာလို့ဖြစ်တာလဲရှင်းကြဘာမကြည့်တတ်တာဘာမကြည့်တတ်ရှင်းနေမဟုတ်ကျွန်တော်မကြည့်တတ်တာအဲ့ဒီကတော့သမီးကကျွန်တော်ကြီးကဗျာကျွန်တော်ကြီးကဟာအဲ့တော့ကျွန်တော်ဆိုခြင်းတော့ဆိုတယ်ဗျာမင်းချစ်သူကျွန်တော်ရဲ့ကြီးကပါတွေ့ဘူးတယ်ပေါ့ဟုတ်ကဲ့ခင်ဗျာသူနဲ့ကျွန်တော်နဲ့ပန်းကြံထဲမှာနှစ်ယောက်ချင်းပြီးတော့တွေ့တဲ့အခါစကားကျွန်တော်ပြောပါသူညမှာချစ်သူရှိသလားဆိုတော့ကျွန်တော်တခေါမှပြန်မပြောဘူးရတက်တာမသိကြအောင်ဆောင်းနေတာအဲ့တော့ကျွန်တော်ဆိုခြင်းတော့ဆိုတယ်ဗျာနေအဲ့ဒီကိစ္စကိုငါရှင်းမယ်ကျွန်တော်ကြီးကဒီနွားရဲ့များတာပေါ့ဘာဘယ်ဒီကကြီးလာကျွန်တော်ကြီးကရှင်းပေးမယ်ဟေးကမလေးလားကျွန်တော်မခနဲ့ပန်းကြံထဲမှာတွေ့တော့ညမှာကြီးသားရှိလားဆိုတော့တခုမှပြန်မပြောဘူးနေတော့တမကြီးသားဆိုတော့ဟုတ်ကလားမင်္ဂလာရှိမလားလို့လာရတာတရားမှာအကောင်းမရှိဘူးသိကြအောင်လားဟဲ့ဘယ်နဲ့တရားပန်းနာရင်ကြက်တယ်ဟိုလိုက်တဲ့ဆောက်ဟဲ့ရောပါကြတော့အခင်းအထုံးတော့ကြတော့အခင်းကြည့်ပါဦးတော်သမီးကြတော့ကဲတခုမှမင်္ဂလာမရှိဘူးအော်ဒါတော့ဒုက္ခိတတွေစုဝေးနေကြတာဒီမင်္ဂလာမရှိတဲ့မင်္ဂလာတော့ကိုကြောက်မနေဘူးကြောက်ရမယ်သားတို့ရုပ်ကြီးစီတာတီကရေကြီးချမ်းမြတပေါက်ကြနဲ့မိဘတော်ကမြင်ကြတာသားတို့ရုပ်ဝမမြင်ပါကကုကညုံနွမ်းဖနဲ့မိမရှိအောင်လွန်နေဒီလေဘိုးတော်ကတော့သားတွေတပည့်တွေနဲ့ယုံနဲ့နေခဲ့တဲ့အိမ်မှာအချိန်တန်ရွယ်ရောက်တော့လေကိုကြီးနဲ့ဆိုတော့လင်မယားနဲ့ရောက်ကြံခဲ့တော့ပြင်းစရာတော့ကောင်းတာသားငယ်စဉ်ကသားကြီးတော့ကြားတယ်ငယ်စဉ်ကသမီးကြီးတော့မီးရဲ့အားနှစ်ယောက်သမီးတစ်ယောက်မွေးထား
သားနှစ်ယောက်ကတော့တော်ချပါတယ်နိုင်ငံခြားမှာလူသားလုပ်ကြအငယ်ဆုံးသမီးမအေးဦးကဘိုင်းကောင်းကြောက်ပြီးဆုံးမထားရဲ့လေဟောအိမ်တော်ကြတော့ကြည့်လေထိုင်စားအောင်လို့စိုက်ကားလေးနဲ့တကယ်နဲ့အိမ်တော်ကြတယ်တော်သေးတာပေါ့မိဘသေးထောက်နေရတာဒါပေမဲ့မအိမ်လုံးတဲ့လူကသမီးပူဖြစ်နေ့တိုင်းဒီမွေးနေ့ဘွယ်ကိုသူကိုယ်တိုင်ကျင်းပပေးနေတာသမီးလေးမွေးနေ့ဆိုရင်တန်ဃာတော်လေးဆုံးကအမြဲတမ်းရောက်နေကြဒီနေ့တော့ဘယ်သားသမီးမှလည်းရောက်မှာမဟုတ်ပါဘူးဒီမိန်းမလည်းသေးသွားတာကြာကြီးတာကွာခုမပြန်ဘူးခက်တော့တာလေ ဘလို့သားရမှတ်တယ်ဘလို့သားရမှတ်တယ်ဟမ်လူများကလေးကလေးအောက်တန်းသားပေါလို့ပဲလားမှတ်နေလားဟမ်ကြက်တယ်လို့မနေဘူးလာပြီးတော့လူကို မိန်းမဘာဖြစ်တာတော့ မော်ကစားနဲ့ ဘာဖြစ်တာတော့ ဘာဖြစ်ရမလဲဟိုလေကြက်သိမ့်တယ်လေ အော်သိတယ်ကြက်ဖြစ်သွားပြီ ဟုတ်တယ်ကြက်သွားတွေ့လိုက်ဟောကြက်မျိုး ဘာလဲ ကြက်ရောင်းနဲ့သိမ့်တယ်ပြောပါတယ် သိတယ်ဘာဖြစ်လို့ လူ လဲ ဘာဝါတာကျမအောင်များမလေးကြက်သားလေးသွားဝါတာကြက်သားအလေးခိုးလို့တယ်ရမလားသိမ့်တယ်ရမလားကျမလည်းသူ့အလေးပြန်ခိုးလာတာပေါ့ အော်သိတယ်အလေးခိုးလို့သူ့လေးကိုနေရပြန်ခိုးတယ် ဒါပေါ့ ဟာငါမိန်းမတော်လဲတာပဲ ရမယ်ဒါလို့လို့ အေးမင်းလဲတယ်နော်ဟိုကအလေးခိုးတော့မင်းအချိန်ရောက်ပြီးရတယ်သူ့အလေးကြီးမင်းတလန်းလုံးဒီမှာဆွဲလာတော့မင်းလေးမနေဘူးလားဖယ်သွားရောက်သားမယ်ဒီလေးကိုဒါနဲ့သူ့ကိုလူလဲလုံနေသေးတယ် ရှင်းကိုကြောက်တိုင်မှာပေါ့အလေး အလေးပြုတ်တယ်လို့ရမလားဘာလဲလဲအခုသမီးလေးမွေးနေ့အတွက် သမီးလေးမွန်းတဲ့အတွက်လေ ဘုန်းကြီးတွေငါပြစ်ပြီးပြီလေ ဘုန်းကြီးလည်းဘာမှပဲနော် ဟာတပါးမို့ဘာလဲ ဒီမှာလည်းရှင်းလာတာရှင်းပင်စင်စာလေးပဲရှိတာလေအဲ့လေးနဲ့ချိုးချံချွေတာ300ကိုအဲ့ဒါတော့တဘာပဲပင်လို့ပြောတာ ကဲစက်သားဘယ်လောက်ဝယ်လာလဲပြော ဟိုစက်သားသူများကြီးလည်းကြားသွားအောင်မယ်တုံး ဟာစက်သားတစ်လုံးနဲ့ဘယ်လိုလုပ်ဆုံးတတ်မလဲဟာ ဩရှင်းအတွက်တော့ပါပါတယ်အယိုးတွေတောင်းလာတယ် အေးဘောငါပြုတ်တိုက်ဩငါဘယ်လိုရိုးတိုက်ရမှာ သူ တော့ စိတ်ကကြမှာဆိုလို့တိတ်တွေကိုဘယ်လိုပြောတောင်းတယ်မှာလဲ ဘယ်လိုတောင်း ဒီမျိုးလေးပြီးပါငါအရင်ခွေးကျွေးမလို့ အားရှိတာဟောငါခုချင်းကြီး ဒီစိတ်ကကြမှာဆိုလို့လေ ဒီမိမကွာကိစ္စမရှိဘူးတရုံးနဲ့ပါတော့အကြောင်းမဟုတ်တော့ဘူးဆရာတော်ရှောက်ရတော့မှာပဲ ကြောက်မလို့ ဒီဝါရေးအသုံးဆွဲဆင်ញင်နေရပါတစ်ဖြစ်အရှင်ဘုရားတတုံးစကိတ်နဲ့ဖုံးပေးတော်မူပါဘုရား ကောင်းတယ်ဘုံလည်းသဘောကျတော့မှာပါ ဟေးအဲ့ဒါရေးမကြည့်ဘူးနှစ်တိုင်းဆိုရင်ငါတို့သမီးလေးသူ့မွေးနေ့ကိုရောက်နေကြ ဟုတ်တယ် ဟိုသမီးလေးလည်းမလာဘူးကွာ ဒီလည်းမလာဘူး မလာရွယ်ကိစ္စမရှိပါဘူး သားတွေကလည်းရှင်းသားရတယ်လေဟိုဖုံးဆက်တာတော့လာတော့မယ်အမေနေကောင်းလားဖေနေကောင်းလားနဲ့လူတဲ့ပတ်စံကြတော့ဟိုကလန်တောင်းပြီးတရားမှလည်းရောက်မလာကြဘူး ကဲပါကွာသူလည်းနိုင်ငံခြားလုံးတော့ဘယ်လိုလာမလဲကွာမင်းလည်း ဟာဟယ်လိုဒီဘာဝအတဲကြောက်တော့မွေးပါကြီးဟေးဒီပါငယ်လေးကောင်းမလေးသား ဝိသတိတော်တော်ဒီဒီမင်းညီမလေးမွေးနေမင်းကိုညောနေတာ သားလာပါဘောမေကျော်လဲကောမာမီမာရနေနေသားလေးတစ်ပြလေးအပွားသားပြလာပြီ ဟာဝိသတိ ဘာမှမဘူးလေယောက်ျားမိမဘယ်တော့မိမရအောင်တော့ဟမ်မို့လေကျွန်တော်လေမောတက်ကနေကျွန်တော်လက်မထိုးပြီးယူရတဲ့မိမ အဖေတို့တော့မသိပါလားသားရဲ့ လေမောတက်ကနေမှကျွန်တော်လက်မထိုးပြီးယူရကျွန်တော်မိမအစ်စ် ဟောအေးတော့ပြီးတော့ကွာဟိုသေးမဆိုတော့လည်းသမီးပေါ့မိမရဲ့ သမီးကချော်တာပဲချော်တယ်အဲ့ဒါချော်ပါလိမ့်ပဲချော်လဲမှာဆိုလို့ဟုတ်အဖေတို့မင်းတို့ဟိုသားအငြင်းတန်သတိရနေတာလေဒါပြတာသားသိလာပါလေလို့ပြောတာ မင်းငါပြောတယ်ငါသားကကြားမဟုတ်ပါဘူးသားအစ်စ်ပါလို့ပြောတာ ကျွန်တော်မိမအဖေတို့သားနဲ့တူတူပဲနော်သိနားနဲ့တတ်တာသဘောသိကောင်းတာ ဘိုးကြီးရွေးလာတာဖေတို့မင်းတို့ကသားလက်ဆောင်တစ်ခုပါလက်ဆောင်တော့ပါလာလက်ဆောင်ပါတယ်သားဂျပန်သွားတော့ကလေဟိုတေးဝါထဲထုတ်တဲ့အိန္ဒိယပိတ်ဟောလေဒါပဲဟိုတေးဝါထုတ်တယ်အိန္ဒိယရောက်မှဝယ်ပြစ်တာဟောဒါလေးဆိုလို့ရှိရင်ဒါအဖေအတွက်ရှင်းရတယ်အဲ့ဒါဘာ ရှင်းလေးပြည့်ပြည့်ဝင်လာမယ်ဆိုတော့ပြည့်အတွက်လေကျမယူထားမယ် သူတက်ဖြစ်ရှင်းလို့ပြောထားတယ်မရှိဘူး ဟိုရပါတယ်ကွာအဖေကဒါတွေမလိုပါဘူးသားရဲ့ စိတ်မဆိုးတော့ဖေဘာလို့ဆိုအဖေလည်းကျွန်တော်တိတက်ဆိုင်ရဝယ်ပေးဦးမှာ မလိုဘူးသားမင်းပြန်လာရဖေတော်ပြီးကျင်းတယ် ဟိုအဖေမရတယ်မပူနဲ့ဟောဒီမှာအမေအတွက်ဒါအမေအတွက် ဒါလည်းလေရှင်းလေးနမိတ်တဲ့ဝယ်လာမယ်လို့ပြောထားပြီးတော့ဒါမနေ့အတွက်ကျမယူပါမယ် သူ့မေလည်းဝယ်ပေးမယ်လို့ပြောထားတယ် ကောင်းပါလေတို့တော့မပါရပါလေ အမေအတွက်လည်းလေသားဆိုင်ရတိတက်ဝယ်ပေးမှာ ဒါဆိုသားရဲ့ဟိုမင်းဒီနေ့မင်းညီမလေးမွေးနေပြီကွာ အဲ့ဒါကိုသားကြည့်တယ်ဖေ အေး အဲ့ဒါကြောင့်လေဟောဒီမှာညီမလေးတွေ့သမီးလည်းတော့ဒါညီမလေးတော့ယူသားပြီးပါလေပေါ့ မိမလေးအတွက်လေမိမအတွက်လေမိမတွေဝယ်လာမယ်ဆိုတာမိမယူထားမှာပေါ့ ဟိုင်းကျမ်းလေသားမိန်းမကိုခေါ်ပြီးမြန်မြန်သွားရင်ကောင်းလိမ့်မယ်သဘောတော့ကြည့်ရဲ့ဖေ
ကြာလို့ရှိရင်လေငါယောက်ျားပါသူ့ဟာဆိုဆွဲခေါ်ပါမယ်နော်ဟေးလာဟေး ဟာလာလာကြာဘာလဲကျွန်တော်ပြစ်စီလေးတွေဘုမလန်းခေါ်တယ်လေလာလေကျွန်တော်ဆက်လိုက်ကြတာဟုတ်လေငါအကျုံလောင်းတာဘာတတ်တယ်လဲကွာကျွန်တော်အကြောင်းသိရနော်အကြောင်းသိရနော်ဖေးလောင်လာရင်းမကြီးကျွန်တော်ပြစ်စီလေးပါသွားတော့မဟုတ်ဒီမှာသားရဲ့ကျွန်တော်မိမသဘောထားကြည့်ရဒီတယ်ရာကြီးရဲ့အဲ့လိုကြည့်ရသဘောထားကျွန်တော်ကိုလည်းရသိတတ်တာဟိုသူလည်းကျွန်တော်လေမော်တက်ကနေမှလက်မထိုးသွားတယ်ဟိုရောက်တော့ကျွန်တော်အလုံးလုံးတယ်ဒါနဲ့သူကကျွန်တော်တက်မမေ့ဘူးဟုတ်လားဗျကျွန်တော်တို့ဟိုလက်ဆောင်ကလေးတယောက်ဝေးထားသေးရဲ့တားတယ်တော့ကောင်းတာပဲဟေးကျွန်တော်တက်လက်ဆောင်တာမင်းမိမမင်းအတွက်လက်ဆောင်ကျွန်တော်လက်ဆောင်ပေးတာခလေးတယောက်မွေးပေးတယ်ခလေးတယောက်ရတယ်အော်မင်းနဲ့ညာတော့ခလေးတယောက်လက်ဆောင်ပါလာတယ်ကျွန်တော်လည်းကြားတုံးလိုက်လားတုံးလိုက်လားငါတုံးရဲ့ဟင်အဲ့ဒီခလေးကနေခလေးမဟုတ်ဘူးလေသူကခလေးတယောက်နဲ့မိတ်စီပါလာတာဘာလက်ဆောင်ပါမင်းနွားဖြစ်တော့မသိဘာလက်ဆောင်ပါလဲအဲ့ဒါကျွန်တော်လက်ဆောင်မဟုတ်လားမင်းလက်ဆောင်မဟုတ်ဘူးဟမ်မင်းကတော့ငါလက်ဆောင်ပေးမယ်နော်အခုဖေးရတော့လက်ဆောင်မဟုတ်ဘူးတဲ့သူများကလေးတဲ့အဲ့ဒါငါကလေးမဟုတ်ဘူးအဲ့ဒါမင်းနဲ့ငါချင်းဒီလိုရှိတယ်လေလို့ရှိတယ်ပြောအိမ်ကမှယောက်ျားနဲ့မိန်းမရှင်းတယ်အိမ်ကမှရှင်းတယ်အိမ်ကမှရှင်းတယ်ဒီဟာမကိုကျွန်တော်လိုက်လောက်လိုက်မှသိနော်အိမ်ကျလာခဲ့မယ်ငါတော့ငါတော့ငါသားဖြစ်ပြီးတော့ညံ့နေကောင်ကွာရှင်းသားမလို့ညံ့တာဗောဆက်တော့ဘယ်မှမသိဘယ်ဘာသာမှမသိသူကရှင်းနေသေးတာရှင်းတိုင်းပဲဘာလို့ငါသိရမှာလဲဟုတ်လားပဲမင်းသာတော့တုံးနေတာမင်းသာတုံးနေတာဘယ်နဲ့ခလေးတယောက်နဲ့လက်ဆောင်ပေးရတယ်လို့ကွာမင်းမလည်းကတော့ဟိုတော့ခလေးကိုသိတယ်တားကြည့်ရောကြည့်ရောပြန်ဒီနေ့မှပြန်ပြီးကြတာပါဘူးဟာဆရာကြီးတော့ပြန်လာပြီဝိတ္တကြတာရဲ့တာမြစ်ကြီးနာဟုတ်ပါဘူးငါနိုင်ငံဘယ်နဲ့မြစ်ကြီးနာလဲတာနိုင်ငံများပြန်လာပြီငါသားလေးတရားကြဖေဝင်းသားကြအနတ်တော်မခံနိုင်ပါဘူးသားရဲ့ဟောဘာသားလဲအော်ပြန်ကိုသားကိုဘယ်လိုပြောတာလဲတာဒေါ်လေးလည်းရောက်ရအောင်အမေအဲ့ဒါနေအမေနားမသိဒေါ်လေးအမေဟောအမေနဲ့ဒေါ်လေးကအမွှားမလားအမွှားဆွတ်ဆွတ်အမလေးအားရလေးနိုင်ငံခြားပြန်มาကြားလာလိုက်တာအမေညီနေတော့ဘုတ်ပတ်တာပြောသွားဘေးရပါကြောက်ကလေးအရေးကြီးတာပြောမလို့ပြောဒါပတ်စံ3000တော့ပေးဟင်ဘာဖြစ်လို့ဟိုမှာတိုက်စီဖို့မပေးစရာမရှိဘူးနိုင်ငံခြားပြန်လာပတ်စံဘာမလာဘူးလားမရဘူးဘာမှလည်းမသိဘူးပြေးပေါင်းမယ်ဒေါ်လေးကားသမားစောင့်နေပြီဒေါ်လာနဲ့ဒေါ်လာတွေတော့လောက်တာလေဒေါ်လာတွေကဲပေးမယ်ဗမာငွေလေးရှင်းပေးဘူးဒါရေဒီနေ့ကမင်းညီမလေးမွေးနေ့ကွာအဲ့ပလင်းနေပါဒီခဏထားအောင်ဆိုတော့ဟိုဆရာတော်တွေဆွတ်ကတော့ပါဆရာတော်ရက်လက်မှာဆွတ်ကပ်ပေါ့နည်းနည်းလေးပဲကြက်တော့တောက်ဒါလေးနည်းနည်းတောက်လိုက်ငပေတော့ငါဖေးနေပြီတော့ချုပ်ဖို့ကောင်းတယ်နိုင်ငံညာကြံလာတာပြောလိုက်ဦးအာရပါရမင်းဝမ်းတာအောင်ရှင်းသားကြီးကအရက်ဆွဲလာလို့ရတယ်ဟမ်ဆွဲတာမဟုတ်ပါဘူးကွာဟိုကောင်လောင်းခင်ဗျားမျိုးစိတ်ချပြီးငါတို့သားကိုလွတ်ပေးလိုက်တာဟဲ့နေမဲ့ခေါ်ရလေအခုဘယ်လိုဖြစ်လာပြောလားဒေါ်လေးကလည်းဒေါ်လေးသားနိုင်ငံပေါင်းတော်တော်သုံးလာပြီဟုတ်နိုင်ငံပေါင်းသုံးလာပြီဟောအလုပ်တွေလည်းတအားလုပ်လာတာဒေါ်လာတွေလည်းရလာတယ်ပြောပြလိုက်ဘာမှတော့အဲ့ဒေါ်လာတွေကမမေတားပြမယ်တနိုင်ငံလုံးတွေပြောတားစိတ်ဆိုးတယ်ဘာလို့နေဝဲကိုလာမဆိုးရမင်းဟိုလာမယ်ဆိုကျိုးအောင်တော့မင်းတို့စားတဲ့ငယ်ချင်းကောင်းမို့ तू ကလာကြိုးတာသူဝကောင်းစားသားနဲ့လာကြိုးတာရှိတယ်နဲ့ကစားရေးဒါအဲ့ဒီကလားငါသားလေးပြလာတယ်ဝင်းလာတယ်ကွာဟိုဒီနေ့မင်းညီမလေးဒီမှာမွေးနေ့ဝဲကိုသုံးကမှာမဟုတ်ဘူးအဲ့ပလေးလေးတွေခဏတော့ဟုတ်ကဲ့အော်နားဟိုတပည့်နဲ့မိတားတဲ့ငယ်ချင်းnhauဟိုပြင်ပန်းလာတော့လေဒီယာဆိုင်လေးခဏဝိုင်းပတ်စံ1000လားဟမ်1000လားဒီဘောပတ်စံလေးပါမလားလားမင်းပါမလားရှာဖွေလာလေအဲ့ဒါဒေါ်လာလေးဒီရတာကဒေါ်လာဒီမှာရှင်းတာမှာဗမာငွေဟုတ်လားကဲအဲ့ဒါဒေါ်လာပေးငါပတ်စံပေးမယ်ကဲဒေါ်လာပေးဗမာလုံးဒေါ်လာပေးမယ်ဒေါ်လာတပည့်တပည့်ရလေဗျာမလို့ထိုင်တာတားတော့ပြမယ်တားနေဘယ်ကျန်နိုင်ငံတည်တယ်နော်တည်ရဘယ်ကျန်နိုင်ငံအဲ့ဒီမှာအလုပ်တွေအရန်စင်ပြေဟာတည်ကျွန်တော်ဒီဖုံးဆက်တယ်တော်လေးသူဖုံးဆက်တယ်ဒေါ်လာ9000ရတော့9000ရဒါနဲ့မမေအဲ့မှာ9000နေနေကွာဒီဟာတလို့ဒေါ်လာ900ပေးရတာဒီကြလေးကြည့်တယ်အဲ့ကတလောက်ဒါ6000လောက်ကုန်ဟဲခရုမတိုက်ဘူးအလုပ်ကောင်းတာဂျာမနီကိုဆက်သွားတာဂျာမနီရောက်ပါဗျာဂျာမနီနိုင်ငံဂျာမနီရောက်မမေအလုပ်ကကောင်းလိုက်တာအဲ့လိုတာနဖာကလောရတယ်ကျွန်တော်ပြောဖုန်းဆက်တယ်သူပြောတယ်ပြောဦးလားဝါမေးဝါလားဒေါ်လာ6000ကျော်လောက်ရတယ်ဒေါ်လာ6000ငါပူတော်ရသေးတယ်ဒါပေမဲ့အဲ့ဒီမှာဝီစကီကဟိုတလုံး
9000နဲ့မမရ တစ်ထောင်တောင်တက်ရတယ် ဟုတ်ဟုတ်ပြီအဲ့ဒါကားမတင်တော့ဘူးမင်းမတင်တော့တာလေအော်စီ အော်စတြေးလျထိုက်ပါလား ပါတယ်အဲ့ဒီမှာ1000ပေးတယ်ဗျာအဲ့မှာအော်စီယာဝိုင်းဆိုတဲ့ ဒေါ်လာ9000ကျတယ်မလား ဟုတ် တော့ဆက်အဲ့ဒါမလားအဲ့ချမောင်ရုံးမှာဒေါ်ထုံးမှာသားဒါလေးကိုမွေးရတော့ဒေါ်လေးမထွက်ပါနဲ့ဒေါ်လေးမထွက်ပါနဲ့ဟုတ်ကဲ့ဒေါ်လေးဒါတွေမကလေးပါဘူးမြန်မာပြည်လေစိတ်ကိုကျွန်တော်တွားကြည့်တော့လေစိတ်ကနေခွဲလာတော့ကျွန်တော်တို့ကားကငှားလာပြီးတော့3000နဲ့ငှားလာပြီးတော့10မိုင်လုံးရောက်တော့သူကဘီကြီးတောက်ခြင်းနဲ့ဆိုလို့ကျွန်တော်200ဘူးဝယ်တက်ခဲ့ရသေးတယ်အဲ့ဒါဒေါ်လေး1000နဲ့200ပေးအဲ့ဒါဟုတ်တယ် ဘလို့ဟာလဲပြစ်လာအတိကောင် မွေးနေ့ပါဆိုမှမူးယူနဲ့ကွာတော်တော်ရှုပ်တာပဲကဲမင်းကသမီးချက်ကွာဘလို့ကောင်းနေလာတိုးနေမှမသိပါဘူးသမီး မကောင်းဘူးဒီလိုကျမမကောင်းနိုင်ဘူးအမလေးတော့လူမသားတော်တရားသားမျိုးယူပြီးတော့သမီးတရားလေးသိချင်နေတာသမီးတရားတော့ရိုးရိုးအခုကျဘိုက်ကြီးဖောက်လာရောင်းသွားတယ်ဟဲ့ဘာဖြစ်လာပြောသမီးယောက်ျားသမီးတို့မျိုးလုံးတယ်မမေအမျိုးလုံးတယ်ဘယ်လိုလုံးတယ်အမျိုးနှိမ့်တဲ့အဲ့ဒါသမီးရတဲ့သူ့ကိုဆိုတာပေါ့ကိုရဲလို့အားကိုရဲလို့သမီးကကိုဝင်းကြီးနဲ့ရှိနေတယ်ဟာကိုဝင်းကြီးနဲ့ရှိနေတော့ဘာကိုဝင်းကြီးလဲကိုသမီးကမလို့ကြီးမှာအငယ်ဆုံးနေအဲ့လေစကားမပြူမပြတော့သူနဲ့တွေ့တဲ့အခါမှာကိုရဲဘာကိုရဲလဲလို့ဆိုမှာဒီကိုရဲတယ်ချားပြောင်းရောအဲ့ကွာတန်းတလို့ရဲလို့တေးလေးတွေတေးဘာကြီးကြောက်နေတာလဲမင်းတော့သမီးကတော့မပေါ့ပပါကြီးဖြစ်နေတယ်လို့သမီးတို့မနေကြပါနဲ့အဲ့ဒီလူမကြောက်ဘူးဘာလို့လဲသမီးကလေသူ့ကိုလေဆရာမလို့ချစ်ခိုးဖို့ပဲဖုတ်ထွက်ခါမှတောင်းတမတီးပါလေကွမရလိုက်တာဒီမမေသမီးရေတစ်ချင်းလေးဆိုပါဦးလားကွယ်ဆရာမလို့ချစ်ခိုးဖို့ပဲဟောဘယ်လိုဖြစ်နေရလဲငေါ့တာဟဲ့မင်းကိုငေါ့လို့အဲ့သမီးကိုပြောနေကြတာလေသမီးမလေးမမေရဲ့သူနေတယ်လို့အဲ့ဒီသမီးမလေးဘယ်လိုဖြစ်လဲဆိုတော့လေအဲ့ဒီတော့မလုံနိုင်ဘူးလုံများလုံနိုင်ဘိုက်အောက်ကျကြမယ်ဘိုက်ကြီးနဲ့မလုံအောင်လေဘိုက်ကြီးမလုံနဲ့နေ့မှမပေါ်ပပါကြီးနဲ့နေ့ဘာလို့လဲပြောတော့မဟုတ်သမီးကိုလည်းညာပဲဆိုလဲရေမသိရဘူးဘာလို့လဲကောင်ဟိုဟာလေလုံတာပေါ့ဘာလို့ဖဲရိုက်တဲ့ရက်တွေတောက်တယ်ဟောဘယ်ရိုက်တဲ့ရက်တွေတောက်တယ်ချိန်တော်မှပြန်လာတယ်ဟာသမီးမပေါင်းနိုင်ဘူးအဲ့ကောင်စစ်သမက်ကိုခေါ်လားရမယ်ငါသုံးပါမယ်ငါသမီးတို့သုံးပါမယ်ခေါ်ငါသမီးတို့ဒီလိုလို့ရမယ်ငါဖုန်းဆက်ဖုန်းနံပါတ်ဘယ်လိုလဲပြောဖုန်းနံပါတ်သမီးတို့စိတ်ဓာတ်လည်းဖုန်းနံပါတ်တွေတော့ပြကုန်ပါပြီဘယ်လိုမြောက်ပြောသမားဖုန်းနံပါတ်ကတူ85ဘိုက်ဖုန်းလိုက်ပြီဟယ်လိုမင်းကြီးပါဘယ်ရလဲဦးအသက်က50ကျော်ပါ6ပြီတော့ရှိမှာပေါ့ဟော4ရက်နေ့ပါသူမျိုးစုံအောင်မယ်အခုဖုန်းဆက်တာဘယ်ရလဲမလဲသမီးဖုန်းဆက်တယ်ရတော့နာရီကူညီမှုရောက်သွားပြီလေခုနတူ85လေပြန်ပြောတာမှားနေတယ်မှားနေသမီးလည်းမေကားလို့ပါ85တူဟေးဟယ်လိုမင်းရှိပါခင်ဗျာဟဲ့မင်းလားကွာဘယ်သူကမလဲမင်းရောက်ခမငါသမီးကိုနှိမ့်ဆက်တာမင်းမို့လားနှိမ့်ဆက်တာမင်းကူငါ့ကိုလာခဲ့တာဟောအဲ့ကောင်အခုတည်းလာခဲ့အဲ့ကောင်ဆွဲမယ်လားဒါလေရမယ်ငါသမီးတယောက်တည်းကြည့်ရအောင်စိတ်နာတယ်တော့စောကားမကောင်းနဲ့အဲ့တော့နှိမ့်ဆက်မျိုးလို့ဟောအဲ့ကောင်ငါသမီးကိုနှိမ့်ဆက်တာတွေ့မယ်သမီးကိုနှိမ့်ဆက်တာတူဒီမှာကြည့်ပါလားတရောင်းသားတမျိုးကဲတော့ပါလေပါလူကြီးရဲ့မရှိတယ်ဦးတော့ဆက်လိုက်ရေးတယ်နဲ့လာပြီးတော့ကွာအိပတ်တောင်းတော့ရောက်လာတယ်ကျွန်တော်လေးအမေယောက်ျားရှစ်သမက်ဘယ်လိုဖြစ်လာလဲဒီပါလာလောက်တာတော့ဒီကျမမျိုးနေတာကျမတဲလာလို့ဒီနေ့ငါကိုမကြည့်ချင်ဘူးဒီလိုကြည့်မျက်နှာနဲ့တော့ထနေမှမင်းဒီကောင်ရအဖေမင်းဘာအဖေလဲအဖေလည်းစီးသားငါသမီးမှာမော်ပိုင်းနဲ့မင်းငါသမီးကိုနှိမ့်ဆက်တာတမန်ကျွန်တော်နှိမ့်ဆက်တယ်လို့သူကပြောလာဟုတ်တယ်အဖေရဲ့မောင်လေးဒီရဲ့ကျွန်တော်မိမကိုဝင်းကြီးနဲ့ရှိတဲ့ချိန်မှာသူကချစ်တက်ပြီးတော့လေ
သမီးစားရင်ဆန်ကောင်းကောင်းလေးနဲ့စားကြတယ်တဲ့အဲ့ဒါကျွန်တော်ဆန်ကောင်းကောင်းလေးချက်တော့သမီးချူပြီးဘူးလေးပြောင်းကျွန်တော်ချက်ပေးပါလေအဲ့ဒါသမီးကဖြေရမလားဆိုတော့ကျွန်တော်သူကလိမ့်ဆက်တယ်အားပါကျွန်တော်ငရုတ်ကျင်းမွေးနဲ့ပေါက်လိုက်တာဒီကောင်းတဲ့ကိုထိပါလေမင်းထိကငါသမီးကကိုယ်နေကွာစားကြည့်တဲ့သမီးကဖြူတယ်စားကြည့်တော့မင်းကအဲ့ဒါလုံးပြီးတော့မင်းကငရုတ်ကျင်းမွေးနဲ့ပြစ်တာဒါအောင်မင်းကလိမ့်ဆက်တယ်လို့ပြောရသလားဟုတ်ပါဘူးလိမ့်ဆက်တယ်လို့ပြောရသလားဒီကဟုတ်ပါဘူးလိမ့်ဆက်တယ်လို့ပြောရသလားဟုတ်ပါဘူးအမေစဉ်းစားကြည့်ပါသမီးဖြူရှိပါလေဆိုမှအနီစားခြင်းပြီးတယ်တဲ့ဒီအနီစားခြင်းလေဆိုတော့ကျွန်တော်ဘာလို့လုပ်ရမလဲအဲ့သမီးဖြူကိုကျွန်တော်ငရုတ်စီလေးခင်းပြီးတော့ကျွန်တော်ကျွေးလိုက်တာအဲ့ဒါကိုဆက်တယ်ဆိုတော့ကျွန်တော်အေးရဓမ္မနဲ့ပြစ်ပေါက်လိုက်တာကျွန်တော်ဒီကောင်းကြီးဟတ်တဲ့ဒီကိုလာ၆ချက်ထုတ်ရပါလေဖေးပေးလိုက်ဟိုကအဖြူစားတာရိုးလို့အနီစားခြင်းလားဒီကလည်းမေးဓာတ်နဲ့ပြစ်တာနှုတ်လို့ပေါက်ခိုင်းနဲ့ပေါက်တော့တတိကမာလေးမပြောနဲ့မတရားတွေမပြောနဲ့သမီးကိုမျိုးလိမ့်စတာသူဟုတ်ပါဘူးတရားလုံးလည်းမအေးရဘူးတရားလုံးမအေးရလားလေကြည့်ဦးဘုံတော့ကွေးလေးစားခြင်းလေကျွန်တော်သူနဲ့ညာတွေကတုတ်တုတ်ကွေးလေးစားအောင်ကျွန်တော်လုပ်ပြီးပါလေကျွန်တော်ဘုံတော့ကွေးကိုကျွန်တော်ချက်တော့ဘုံကကွေးလေးဖြစ်နေတယ်လေဆန်းဆန်ရေးကြည့်အောင်ကျွန်တော်ဘာလုပ်ရမလဲဆိုတော့ဖေးနောက်ကပြီးတော့ဘောင်းဖြီကိုဘုံကျွန်တော်တုံးနဲ့ထူတော့ဆန်းဆန်လေးစားခိုင်းတာအေးပေါ့အဲ့ဒါဟိုဒါအင်းနဲ့ original မဟုတ်ဘူးဆိုတော့ကျွန်တော်လေအာဟာပါတဘိုးနဲ့ရိုက်ရတာဒီမှာကြည့်ပါပဲစိတ်ကောင်းဖြစ်တော့လေဘသူကွေးတာကိုစောင့်စားနေတာမင်းသူကျင်တော့လုပ်ပြရမှာပေါ့မင်းအဲ့ဟိုအားလာရိုက်တဲ့အောင်ရိုက်လေကြည့်တော့မရဘူးကျွန်တော်တကယ်ပြောတာပါသူနှိမ့်တယ်လို့ကျွန်တော်ခံနေရတာပါကျွန်တော်ကဒီပါဒဏ်ရာတန်ချက်တွေနဲ့မင်းခံရဓာတ်ချက်တွေနဲ့ဟုတ်တယ်ပါအဲ့ဒါနဲတော့နဲသေးတယ်မင်းခံရဓာတ်ချက်တွေနဲ့တွေ့အေးမလေးအခုပြောထားတာအမလေးအိမ်မှာပြောတာဒီလိုပြောတယ်ဟလို့ပြောတာငါတပည့်တို့ဒီအမလေးပြောတာအားသေးပါကြီးအမေပါရအားသေးပါကြီးအမလေးနေတော့ဖေးတာလည်းနေတော့မလေးတော့အမလေးကိုရဲ့ပါတယ်အမလေးတော့ဒီညာနေတော့မတရားရေးတိတ်တက်နေနေတာဟုတ်တော့ကိုမိဘကလည်းငါသေးတယ်ဘာမှမပြောနဲ့အမလေးတော့ရည်သုံးမရဘူးရောအခုကကြွလိုက်တဲ့သမီးကခဏနေတာမတရားရဲ့လက်ရည်နေနဲ့မရနဲ့ညီလိုက်တာမတရားနေတယ်ဆိုဘာလို့နေတယ်လဲဆိုပြောင်းခွမ်းမဲ့ကိုရမ်းလာတော့လားယင်နားလေမိတောင်းမှမှာလေမတောင်းပါနဲ့တရားကိုလာမိမိတို့အသေးနာလို့ပါနားတယ်အဲ့လိုဒီဆုံးပါမယ်မသိဘူးလာပါဘူးအမလေးမျက်နှာဟောပါဗျာအမလေးလူသားမဲ့ရုပ်တွေနဲ့မျက်နှာအခုခဏမနေဘူးခဏနေအောင်မနေဘူးခဏနေအောင်လို့မနေဘူးခဏနေအောင်လို့နားတယ်ငါလို့ပြောနေတယ်နားပါစေတရားရိုက်ချမယ်အမလေးကျွန်တော်နေမရဘူးအသေးနဲ့တခုံးပဲပြောလိုက်မယ်ဘာပြောလို့သမီးဒါပဲသမီးအမလေးကသေးနေတယ်ငါသိနေတယ်ဘာဖြစ်လို့အမလေးတင်သမီးပြောတာတော့ကြားလာဘလို့ခါခက်တယ်ဘာပြောလို့ဒါပဲနားကြလားတော့အမေဟိုရောသမီးလေးကတို့စော်ကားတော့ကတော့ဘာမှသူငယ်ကြီးမှာဒါသမီးများတို့မိဘကြီးမဆုံးလို့ငယ်ကြီးတွေဖြစ်ဦးမယ်ဟိုတော့ဒီလိုလေးတွေနဲ့အုပ်ကျကျစားခဲ့ရတဲ့အိုးကြီးနဲ့ချက်စားတဲ့ဘဝကိုတို့နေမရနှစ်ယောက်ကအခုတော့နှစ်ယောက်တည်းဆက်လက်အိုးလေးဖြစ်နေပြီဟုတ်တယ်တာသမီးတွေကိုလည်းစိတ်နာဆက်လက်အိုးလေးကိုတို့နေမရနှစ်ယောက်ပြန်တပည့်ရရိုက်ပြီးဆိုလိုက်မယ်နော်ဆိုလိုက်ကြအောင်ဆက်လက်အိုးလေးကိုရိုက်တော်ပြီပါကြာတော့ပြီပါမဟာ